အားလုံးပဲမင်္ဂလာပါဒီချက်တော့ခုနလက်ချလေးဆက်ရအောင်နော်ဒီချက်ခုနရှေ့ရဗီဒီယိုဖိုင်မှာရှင်းပြသွားတယ်စရင်းရဲ့သဘောတရားဆိုတာကနော်တကယ်အဖြစ်ပြအမှန်တကယ်တွေကိုပဲနော်ဒီချက်တော့က statement တွေဖြစ်နေဖော်ပြရတယ်ဆိုတဲ့သဘောလေးကိုသိသွားကြပြီဆိုတော့က account is real နော် or accurate တကယ်အဖြစ်ပြအမှန်တကယ်တွေကိုပဲနော်ဒီချက်တော့ကဖော်ပြရတဲ့သဘောကိုဒီချက်တော့ account လို့ခေါ်တယ်ဆိုတော့သိရင်နော်ဒီစင်းကိုင်ပညာရက်ထဲမှာပဲပေါ့နော်စင်းရင်းနဲ့ဆက်နွယ်နေတဲ့ပညာရက်ထဲမှာပဲကိန်းကနန်းတွေကတော့ပေါ်နေတယ်နော်စင်းရင်းသဘောတွေကပဲသူက line ခွဲထွက်သွားတာပေါ့နော်ကိန်းကနန်းလေးတွေပေါ်နေတယ်ဥပမာဝင်နေရမှာ3300ဟလာအိတ်ဆွမ်းနေရမှာဆိုလို့ရှိရင်အကောင့်တစ်ခုတိုင်းပေါ်မှာကနန်းလေးတွေအတိအကျလေးတွေနဲ့ရှိနေပဲထားပါတော့for example ဥပမာ general အိတ်ဆွမ်းကို350advertising charge ကို300ကနန်းလေးတွေတော့ပေါ်နေတယ်ဘာလို့တော့တဲ့အဲ့ဒီကနန်းတွေကအဲ့ဒီကိန်းကနန်းတွေက not real အစစ်မှန်နေမဟုတ်ဘူးတဲ့ဘာတွေဖြစ်နေလဲပြောလို့ရှိရင်ကျတော့ just forecasting ခံမှန်းထားတာတွေပဲဖြစ်နေတယ်ဟောအဲ့လိုအခြေအနေမျိုးလေးလည်းရှိမယ်နော်အဲ့ဒီမှာတွေးစီနေတာကဘာလဲလို့ပြောရင်အကောင့်ရဲ့သဘောတရားကိုသူကတချမ်းသိသွားပြီတကယ် real အဖြစ်ပြအမှန်တကယ်အကျူရဲ့ကနန်းနေနဲ့ပဲသူက statement တွေဆိုရတယ်အခုခုနကပြောပြရတဲ့အချက်ဆိုရင်ကနန်းတော့ပေါ်နေတယ်ကနန်းတွေကအဖြစ်ပြအမှန်နေမဟုတ် focus လို့ခေါ်ရဲဆိုတော့ခံမှန်းထားတာတခုပဲလုပ်ထားတာဝင်နေရမှာ3300လို့ပြောလေအဲ့ဒီပေါ်နေတဲ့3300ကတကယ်ရကြမှာရနော်သူ့ထက်သာပြီးရခြင်းလည်းရသွားမယ်ဘာမှတိကျပြောလို့မရဘူးဆိုတော့အဲ့လိုသဘောတရားမျိုးကိုကြတော့တို့ဘယ်လိုသတ်မှတ်မလဲတို့အတီတရားထဲမှာအဲ့ဒါမျိုးလေးကိုကြတော့ဘယ်လိုလေးထည့်လိုက်မလဲအဲ့ဒါပြောချက်တင်ဆိုတော့အဲ့လိုပြောလိုက်ရင်အကုန်ကြားဘူးပြီးသားသိဘူးပြီးသားကိစ္စပဲဖြစ်သွားမှာနော်ကြားဘူးလေနော်အားလုံးပဲချက်တင်အဲ့တော့စရင်းရဲ့သဘောတရားထဲမှာရှင်ပြီးတော့ပြောပြတာအကောင့်ရဲ့သဘောကကြတော့တကယ်အဖြစ်ပြအမှန်တကယ်ကိန်းကနန်းအမှန်တကယ်ကိုပဲကျတို့က statement တွေဖြစ်နေဖော်ထုတ်ပြတာရတယ် budgeting ကကြတော့အကောင့်လေးနဲ့မတူတော့ဘူးသူ့ရဲ့ကိန်းကနန်းတွေကစရင်းလိုပဲသူကပေါ်တော့ပေါ်တယ်ဒါပေမဲ့သူကဘာဖြစ်လဲ just focus တွေပဲတကယ် real ကိန်းကနန်းတွေမဟုတ်ဘူးအဲ့လိုမျိုးလေးသိသွားရင်ဒီကျတို့ကစရင်းရဲ့အဓိပ္ပာယ်လေးကလည်းပိုပေါ်သွားမယ်တစ်ဖက်ကလည်းเนาะမင်းတို့အသိပညာလေးတစ်ခုဒီချက်ထပ်ထည့်ပေးလိုက်တာဖြစ်ပါတယ်ဆက်ပြီးတော့အသိပညာလေးတစ်ခုကိုတမင်တကာထည့်ပေးတာဖြစ်ပါတယ်ဒီကျတို့စရင်းပညာရက်တွေထဲမှာ line ခွဲပြီးတော့မှ budgeting ဆိုတာလည်းရှိပါတယ်ဆိုတော့အဲ့ဒီ budgeting ရဲ့သဘာဝလေးကိုလည်းအခုလိုမျိုးဒီအကောင့်နဲ့ရှင်သိသွားရင်တို့အတွက်အဖြေထုတ်လိုက်တာပါလေအကောင့်နဲ့ budgeting ကမတူပါဘူးအကောင့်ရဲ့ကိန်းကနန်းတွေကတကယ်ကိုအဖြစ်ပြအမှန်တကယ် realistic တွေဖြစ်ပါလိမ့်မယ် budgeting ရဲ့ကိန်းကနန်းတွေကတော့ဒီကျတို့ဒီ just focus ပဲဖြစ်ပါတယ်တကယ်ဖြစ်လာခြင်းမှလည်းဖြစ်လာမယ်ဟလာမှန်းထားတဲ့တည်းလဲကြော်ရင်လဲကြော်သွားမယ်သူအဲ့ဒီသဘောမျိုးရှိတဲ့သဘာဝပါဒါကြောင့်မို့လို့အလုပ်တွေထဲမှာလုပ်တဲ့ခါကျရင်เนาะဒီကျတို့ကကိုအကောင့်ရဲ့သဘောနဲ့လုပ်တယ်ဆိုလဲအကောင့်ရဲ့သဘောကိုတည်တည်ချာချာလေးသိအောင်လုပ်မယ် budgeting ဆိုင်ရာနဲ့လုပ်တဲ့ခါမှာလဲ budgeting ဆိုင်ရာနဲ့ပတ်သက်တဲ့ concept လေးကိုเนาะသဘာဝလေးကိုတည်တည်ချာချာလေးသိအောင်ကျတို့လုပ်ဖို့လိုပါတယ်เนาะအဲ့ဒီတော့ဒီ accounting နဲ့ budgeting ရဲ့သဘောတရားကဘာဖြစ်သွားတာလဲဆိုတဲ့အခါကျတော့ဒီဘက်ကစရင်းရဲ့သဘောဘက်ကလာတဲ့ကဏ္ဍကအတိအကျအမှန်တကယ်เนาะ budgeting ရဲ့ဘက်ကလာမယ့်ကဏ္ဍကြတော့ focus ပဲလုပ်ထားတဲ့เนาะဒီတော့ frame တစ်ခုဖြစ်နေတဲ့အတွက်မို့လို့တော့ပြီးတော့မှရှင်တွေးရတယ်ရှင်ကြည့်ရတယ်ဆိုတော့ comparison ဆိုတာမျိုးလုပ်ရတာမျိုးဖြစ်သွားတာเนาะ comparison လုပ်ရတာဖြစ်သွားတာအဲ့တော့ account နဲ့ဒီ budgeting ရဲ့သဘောက comparison အမြဲပြန်လို့နှိုင်းရှင်ရတယ်နော် budget frame မှာ income ကို3300ထားရတယ်ဆိုရင်ဒီဘက်က account မှာတကယ်တမ်းဒီကျတို့ကရောင်းအားဒီဟလာ3300တက်လာသလားဟလာမတက်လာဘူးလားလက်ရှိချိန်นี้အထိ target ထားတဲ့3300ထိရောက်ဖို့သဘောကအခုချိန်นี้မှာဘယ်လောက်ပဲရသေးတယ်အဲ့လိုမျိုးလေး
လုပ်ရတဲ့သဘောလေးဖြစ်သွားပါလိမ့်မယ်เนาะအဲ့တော့ရှင်စရာလေးတစ်ခုနဲ့လေဒီချေနမူနာပြလိုက်တော့တကယ်တော့ပညာနှစ်ခုရသွားတာဖြစ်ပါတယ်ယူရမယ်ဆိုရင်ဒီချေရှင်းပြတာကတော့အကောင့်အတွက်ပဲရှင်းတာပါဒါပေမဲ့လည်းတစ်ဖက်ကနောက်ထပ်ပညာတစ်ခု budgeting အကြောင်းလေးပါဒီထဲမှာဒီလိုအခြေခံလေးပါသွားပါပြီဟုတ်ပြီเนาะဒါဆိုရင်အကောင့်ရဲ့အကြောင်းကိုတေချာလေးဒီလိုနားလည်သွားပြီပေါ့เนาะဆိုတဲ့အခါကျတော့ဒီချေတို့ကထပ်ပြီးတော့အကျယ်တဝင်းလေးအလုပ်လုပ်ဖို့အတွက်လေးကိုအပိုအဆင်ပြေအောင်တွေးကြည့်အောင်เนาะဒီထဲမှာပြောထားတယ်เนาะဒီတို့ရဲ့ statement တွေထဲမှာငွေတန်ဖိုးရှိတဲ့အရာတွေနဲ့ပတ်သက်သည့်ဖြစ်ရမှန်များကိုဒီထဲမှာပုံထည့်ထားတာဆိုတော့ဒီတို့ financial statement တွေထဲမှာเนาะဆိုတော့ဒီချက် PN တွေကိုပဲမျက်စိနဲ့မြင်အောင်ပြောမယ်เนาะအားလုံး PN တွေကကြားဘူးရသိဘူးသားဆိုတော့ PN တွေထဲမှာလာစာဆိုတဲ့ salary စီရင်ပါလားကျွန်တော်တွေးကြည့်ရအောင်ပါနေတာပေါ့เนาะအဲ့မှာတကယ်တမ်းပြန်တွေးမယ်ဆိုရင်အဲ့ဒီလစာဆိုတာအလုပ်ထဲမှာကြာရင်တကယ်တမ်းအဲ့ဒီလစာပေးဖို့ကိစ္စကိုဘယ်သူကတကယ်ကင်တွယ်တာလဲတွေးတော့အဲ့ဒါ HR ရဲ့ function เนาะ HR တွေဘက်ကပေးလို့စင်းကင်နေเนาะဝန်ထမ်းတွေရဲ့เนาะဒီ employee database တွေအားလုံးကသူတို့ကင်တာဖြစ်ပြီးတော့ payroll system ကသူတို့ကင်တာအကောင့်ကြီးကနေပြီးတော့မှကျတို့ရှိကိုစရင်းပြပြီးငွေထုတ်တာမျိုးပဲလုပ်တာ okay အဲ့ဒါဆိုလို့ရှိရင်ပေးချင်နေတဲ့ message ကတို့ရဲ့စရင်းဆိုတဲ့ဖော်ပြချက်ထဲမှာကတော့เนาะဒီကျတော့ salary ဆိုပြီးတော့ပါလာပေမဲ့လေတကယ်တွေးကြည့်ရင်အဲ့ဒီ salary ဆိုတဲ့ကိစ္စအတွက်လှုပ်ဆောင်ချက်က HR ဌာနကလုပ်တာအဲ့တော့ဘာကိုမြင်ရမလဲဆိုတဲ့အခါကျတော့ HR ဌာနကလုပ်နေတဲ့လှုပ်ဆောင်ချက်ကလည်းတို့ရဲ့စရင်းထဲမှာငွေနဲ့ပတ်သက်သွားရင်လာပါနေတယ်အဲ့တော့အကောင့်နဲ့ HR နဲ့ကချိတ်ဆက်ဆောင်ရွက်မှုရှိဖို့လိုသွားတဲ့သဘောအဲ့တော့အကောင့်နဲ့ HR နဲ့ကမတည့်လို့လည်းမရဘူးပြောချင်တာကအကောင့်နဲ့ HR ကပူးပေါင်းဆောင်ရွက်ရဟုတ်ပြီနော်လုပ်ငန်းတွေပဲဥတည်ပြီးတော့နှစ်ယောက်စလုံးကနော်ကိုဆိုင်ရာလှုပ်ဆောင်ချက်တွေကိုပုံမှန်အားဖြင့်နော်တပိုင်းစီလှုပ်ဆောင်နေတယ်ဆိုပေမဲ့လေနော်လိုအပ်တဲ့နေရာမှာနှစ်ဦးကပူးပေါင်းရမယ်သဘောမျိုးဖြစ်သွားတယ်အဲ့တော့ခေါင်းထဲမှာထက်အကောင့်ဌာနမှာထိုင်နေပြီးတော့เนาะဘယ်ဌာနထဲမှာစကားမပြောချင်လို့လူတွေနဲ့စကားမပြောချင်လို့စရင်းနဲ့ထိုင်ထည့်ပြီးလုပ်လို့မရဘူးဒီကျတော့စရင်းထဲမှာပြမယ်ဒီအကြောင်းအရာချက်လက်တွေအားလုံးဟာတခြားသော department တွေရဲ့အကြောင်းအရာတွေအားလုံးဒီ statement တွေထဲမှာစရင်းထဲမှာလာပါနေမှာဖြစ်ပါတယ်เนาะအခု HR နဲ့ပတ်သက်တာကိုပြောသလိုမျိုး admin နဲ့ပတ်သက်တာမပါဘူးလားပါတာပေါ့เนาะ admin ဌာနကနေပြီးတော့ဘာပွဲတွေလုပ်မယ်ဟေ့ဆိုတဲ့ခါကျရင်လည်းအကောင့်ရှိရငွေလာထုတ်မှာပဲเนาะadmin ဌာနကstationery တွေဝယ်ပြီးမယ်ဟေ့ဆိုလေဒီထဲမှာပဲစရင်းထဲမှာပဲလာမှတ်ရတာပဲဟုတ်တယ်မလားadmin department ကအဲ့လိုလုပ်တယ်လို့မျိုးတခါ sales and marketing ကဘယ် hotel ကြီးမှာเนาะသူတို့အယောင်းမြင့်တင်ပွဲကြီးလုပ်မယ်ဟုတ်လားဆိုတော့ promotion ပွဲတွေလုပ်မယ်ဆိုတဲ့တဘာဝထဲမှာလေသူတို့လိုတဲ့ငွေเนาะအသုံးစရိတ်တွေအကောင့်မှာပဲလာထုတ်အဲ့တော့အကောင့်မှာမှတ်ရပြန်အောင်ပေါ့ဗာလဲpromotion expense တွေเนาะ advertising expense တွေတကယ်တွေးကြည့်လိုက်ရင်เนาะဒီစရင်းဆိုတဲ့ဒီသဘောတဘာဝဖော်ပြချက်တွေထဲမှာတခြားဌာနတွေကเนาะသူတို့လှုပ်ဆောင်ချက်တွေကိုငွေသားအဖြစ်သုံးရတော့မယ်ဆိုတာနဲ့ကိုဒီကျတို့အကောင့်ဌာနကိုငွေလာထုတ်ရတယ်ဆိုတော့သူတို့ရဲ့လှုပ်ဆောင်ချက်တွေကဒီကျတို့ရဲ့စရင်းထဲမှာတကယ့်ကိုအဖြစ်ပြအမှန်တွေနဲ့ပါလာတာခုနပြောလို့ကားတစ်ပတ်မှန်ဆိုကားပြင်မယ်အဖြစ်ပြအမှန်တွေပဲဒီ statement ထဲမှာပါတယ် rubber maintain ဗန်ဟီကဒီနေရာမှာ promotion ပွဲကြီးလုပ်တယ်အဖြစ်ပြအမှန်ပဲတကယ်ပွဲကြီးလုပ်သွားတယ်ဟိုမှာဒီကျတို့ဆိုတော့ Lotte Hotel မှာပွဲကြီးလုပ်သွားတယ်အဲ့ဒီတော့ကုန်ကြတဲ့စရိတ်တွေတော့ဒီကျတို့ statement ထဲမှာပါတယ်နားလည်ပါမလားအဲ့ဒါကြောင့်မို့လို့စရင်းဆိုတဲ့နေရာမှာเนาะဒီကျတို့ဘာနားလည်သွားရတော့မလဲတခြားသော department တွေရဲ့လှုပ်ဆောင်ချက်တွေအဖြစ်ပြက်တွေအဖြစ်ပြက်အမှန်တကယ်တွေကဒီကျတို့ဒီစရင်းဌာနမှာအကုန်လာစုတာအဲ့တော့စရင်းငိုက်တယောက်လုတ်တော့မယ်လို့စိတ်ကူးပြီးသွားပြီဆိုရင်တော့လူတွေနဲ့စကားမပြောချင်လို့လည်းမရသလိုကိုစင်းကိုထိုင်ထဲ့မယ်ဆိုတဲ့စကားမျိုးကိုပြောလို့မရတော့ဘူးဖြစ်ပါတယ်စရင်းငိုက်တယောက်ဟာဌာနပေါင်းစုံနဲ့ချိတ်ဆက်ဆောင်ရွက်တက်ရမှာဖြစ်ပါတယ်နားလည်သွားမယ်နော်ဆိုတော့နောက်ဗီဒီယိုဖိုင်မှာဆက်လေ့လာပြီပါ